အားလုံးမင်္ဂလာပါโอเคရဲနောက်ပွဲကလာမဲ့ဖေဖော်ဝါရီလ6ရက်နေ့ပါ Wi-Fi 141ရဲနောက်ဒီဝမ်လုံဖီနီမှာလက်နွေးရပြီပေါ့ဗျာအခုကတထေးကိုယ်တိုင်မေဒီစာတူကိုယ်တိုင်ကြည်ကျက်နေတဲ့ရဲနောက်ကိုဝမ်တာပါတယ်ဗျာနောက်ထပ်လက်ဖိုက်တာလေးတွေထပ်လာအောင်ပဲဗျာဝမ်တာစာတဲ့နေအခုတလို့ဆိုရင်မြန်မာဖိုက်တာတွေပွဲတောက်လျှောက်ပဲနှိစမှာပွဲတောက်လျှောက်ပဲဝမ်ကိုလည်းကျေးဇူးတင်တယ်ဗျာဒီလိုမျိုးကျွန်တော်တို့ဖိုက်တာလေးတွေအခွင့်အရေးပေးတဲ့အတွက်နောက်တော့လည်းဗီနာ20ကလပ်ကတထေးမေဒီစာတိုကိုလည်းကျေးဇူးတင်တယ်ဗျာကျွန်တော်ဖိုက်တာလေးကိုအစောကြီးလက်နွေးခိုင်းတော့ဗောနော်ဒီရဲနောက်တွေ့တော့စိတ်ပူစားမလို့တင်တဲ့ရဲနောက်ပွဲနဲ့ဝေးတာမဟုတ်ဒီဖိုက်တာလေးอ่ะဒီဖိုက်တာကပွဲတောက်လျှောက်ပဲဝမ်းသာပါတယ်ဗျာဝမ်ကိုလည်းကျေးဇူးတင်တယ်ကျွန်တော်ဖိုက်တာလေးတွေလည်းဒီအခွင့်အရေးဒီ promotion ဘက်ကအခွင့်အရေးပေးလာတဲ့လက်စုပ်လက်ကင်လောက်နိုင်အောင်တော့စူးစမ်းပေါ့ဗျာဒီ2026ကျရင်ကျွန်တော်မြန်မာပြည်သက်တွေဝမ်းတာလို့ရအောင်ခုအရာလေးထင်သွားအောင်ပေါ့ဒီ2025တော့ဆိုရင်2025ဆိုရင်ရေပြင်းမှာအယုတ်ရေးတယ်လို့မျိုးပဲအရာတိတ်မထင်ခဲ့ဘူးအကောင်းဆုံးဖိုက်တာဆိုလို့သွေးလင်းထက်တရားပဲရှိတယ်ကျန်တဲ့ဖိုက်တာတွေဟာလည်းရှုံးများတယ်ပေါ့โอเคဒီလာမဲ့2026တော့ကိုကျွန်တော်ဖိုက်တာလေးတွေပို့ပြီးရက်လက်ကောင်းမလို့ထင်ပါတယ်โอเคအခုကလည်းဒီကဘာအဆင့်ရှိတဲ့ကလပ်မှာကျွန်တော်ဖိုက်တာလေးတွေ2ယောက်တိရောက်နေတော့ပို့ပြီးတော့အားရကျင်းနှမိတယ်ဗျာ2026မှာ2025ထက်တော့ပို့ပြီးတော့အားရကျင်းနှမိတယ်ပေါ့ဗျာโอเคရဲနောက်ပွဲဒီလာမဲ့ Wi-Fi 141ဖေဖော်ဝါရီလ6ရက်နေ့ပါโอเคအားလုံးဝမ်းညာအားပေးကြပါလို့ပြောချင်ပါတယ်ရဲနောက်စူးစမ်းထားညီလေးโอเคဒီလားပါပဲဒါရဲနောက်ပွဲကြောင်းလာပြောပြတာနောက်တော့လဲဝမ်ကိုလည်းကျေးဇူးလည်းတင်နေဗျာကျွန်တော်ဖိုက်တာလေးတွေဒီနေ့စမှာဓာတ်လျှောက်ပွဲထုတ်လာတယ်ပေါ့ဗျာပရိသတ်တွေလည်းတအားကြည့်ကျင်နေကြကျွန်တော်မြန်မာဖိုက်တာလေးတွေထိုးတဲ့ပွဲတွေကိုအားလုံးကလည်းတောင်းတနေကြတယ်ပေါ့နော်2025တော့ကလည်းရလတ်တွေမကောင်းခဲ့ကြဘူးတို့ပေတော့လည်းပဲဒီ2026မှာတော့ဖိုက်တာလေးတွေလည်းများလာတယ်ဗျာဖိုက်တာလေးတွေကလည်းများလာတယ်အခုကလည်းကပအဆင့်ရှိတဲ့ကလပ်မှာ2026နှစ်ယောက်တိရောက်နေပြီဆိုတော့2025တော့မရှိခဲ့ဘူးဗျာ2025တော့ဒီလိုမျိုးအခင်းကျင်းတွေမရှိခဲ့ဘူးဒီ2026ကျတော့ဒီအခင်းကျင်းတွေပေါ်လာပြီဒီကပအဆင့်ရှိတဲ့ကလပ်မှာထွင်းနေတဲ့ကျွန်တော်ဖိုက်တာလေးတွေလက်နွေးရတော့မယ်ဆိုတော့ရမ်းပြော့တယ်ဗျာဝမ်ကိုလည်းကျေးဇူးရမ်းတင်တယ်โอเคဒီလာပါပဲရဲနောက်စူးစမ်းထားနောက်ကြော်စာဝင်ပွဲရတဲ့23ရက်နေ့ဇန်နဝါရီလโอเคဒီလာပါပဲ fighting fighter တို့ fighting ရတဲ့အခွင့်အရေးကိုလက်ဆုပ်လိုက်ကင်လေးမိနာကိုဖမ်းတာ